အားလုံးပဲမင်္ဂလာပါ A1 Mobile Electronic မှာပြန်လည်ကြိုဆိုလိုက်ပါတယ်အခုကျွန်တော်မိတ်ဆက်ပေးခြင်းနဲ့ပစ္စည်းလေးကတော့တဏ္ဍဖန်းကထွက်ရှိထားတဲ့HW99 နဲ့ HW88 ကြောက်ကြည့်ဓမီလေးပဲဖြစ်ပါတယ်တဏ္ဍဖန်းရဲ့ထုံးစံအတိုင်းသူကလင်းထိုးပေါက်မှုကလည်းအကောင်းတယ်သူရဲ့အလင်းအောင်ကဘာနဲ့တူလဲဆိုတော့နေ့လည်ကင်မွန်တဲ့ချိန်မှာနေရောင်ခြည်ရဲ့အယောင်နဲ့ထပ်တူကြအောင်ကိုလွှဲပေးထားပါတယ်အလင်းဖြတ်တန်းနိုင်စွမ်းအားမြင်မာဖို့အတွက် high transmitter optical lens ကိုအသုံးပြုပေးထားတာတွေ့ရပါတယ်။ဒါကြောင့်ကျောင်းမြင်လာလေးတွေကိုစစ်ဆေးဖို့အတွက်မီးရဲ့အလင်းရောင်ကိုလည်းအထူးပြုပေးထားပါတယ်။ရိုးရိုးကြောက်ကြည့်ဓမီတလက်တစ်ခုအနေနဲ့မဟုတ်ပဲအရေးကြီးသုံးဖို့အိတ်ဆောင်ပါဝမ်းတစ်ခုအနေနဲ့အသုံးပြုလို့ရပါတယ်။အဲ့လိုအသုံးပြုဖို့အတွက်သူ့မှာ cable ကြိုးတစ်ချောင်းလေးလည်းထည့်သွင်းပေးထားတာတွေ့ရတယ်။ cable ကြိုးမှာ Type C Android iOS ခေါင်းများလည်းထည့်သွင်းပေးထားပါတယ်။နောက်တစ်ခုအနေနဲ့မီးပြတ်နေတဲ့အချိန်မှာမီးလုံးတစ်လုံးအနေနဲ့အသုံးပြုဖို့အတွက် white diffuser လေးတက်ပြီးတော့အသုံးပြုလို့ရပါတယ်။ကြောက်ကြည့်သမားတွေအတွက်ကြောက်ကိုလိုသလိုဖြတ်တောက်နိုင်ဖို့အတွက် infrared assistant cutting laser မီးလေးလည်းထည့်သွင်းပေးထားတာကိုတွေ့ရပါတယ်။သူ့မှာ warranty ဆိုရင်လည်းတစ်နှစ် warranty ပေးထားပါတယ်။အဲကြောင့်တဏ္ဍဖန်းကထွက်ရှိထားတဲ့ HW99 နဲ့ HW88 ကြောက်ကြည့်ဓမီလေးတွေကိုဝယ်အားပေးခြင်းနဲ့ဆိုရင်ဖြင့်29လမ်းတောင်းမှာရှိတဲ့ A1 Mobile Electronic ဆိုင်တို့လာရောက်ဝယ်အားပေးလို့ရပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်သင်ခန်းတော့ The crowd still cheers like they once knew.